အားလိုက်ရဲ့တနေ့မှာရန်ကုန်ကလေးဆန်ဥယျာဉ်ကိုသမီးတွေနဲ့ညီးတွေနဲ့ကြောက်လေခဲ့ပါတယ်အဝင်ဝမှာတော့လူကြီး3000နဲ့ကလေးကတော့2000ကလေးတွေကအသက်2နှစ်ကနေစပြီးတော့10နှစ်အထိကိုဝင်ကြီးပေးရပါတယ်ရှင်ဝင်ပေါက်ကနေစဝင်လာတာနဲ့လှပတဲ့ရှုခင်းတွေကိုတွေ့ရှိရတာပေါ့နော်ဒီလိုနဲ့ကျမတို့မိသားစုတွေတဖြည်းဖြည်းနဲ့ရှောက်လန်းလို့လာတာပေါ့နော်အထဲမှာတော့အစီကြီးပဲအားလုံးကစထွီတွေရိုက်နေကြတာပေါ့တို့လည်းရိုက်ရမယ်လေအဲ့ဒါနဲ့တွေ့ချင်းမှာပဲမြောက်ယုံကိုအရင်တွေ့ကြတာပေါ့နော်မြောက်ယုံကိုရောက်တာနဲ့ခါထဲမှာအဝေးကနေပဲလှမ်းပြီးတော့မြောက်တွေကိုရှိုးလိုက်ပါတယ်ကြီးတွေကိုလှမ်းပြလိုက်ပါတယ်ပေါ့နော်အဲ့ဒါနဲ့ပဲတဖြည်းဖြည်းအရှိကိုခရီးဆက်လို့လာပါတယ်ကိုကတော့ဒီမှာတွေးတယ်ရေကန်ကြီးတွေကအကောင်စိတ်ဝင်စားသွားနေပဲဓာတ်ပုံလှမ်းရိုင်းလိုက်ပါတယ်ရေမြင်းကြီးကတော့ပူလို့တဲ့ရေတွေငုံနေတယ်အမှဘွားကနေပဲပေါ်လာတဲ့အထီကိုစိတ်ရှိရှိနဲ့စောက်ပြီးတော့ဗီဒီယိုရိုက်ခဲ့ပါတယ်ကဲကိုရွှေရေမြင်းကြီးပါဟုတ်ကဲ့ရေမြင်းကြည့်ပြီးတာနဲ့ကျမတို့ရှေ့ကိုဆက်ပြီးတော့ခရီးဆက်ခဲ့ပါတယ်ရှေ့မှာကြားယုံကြီးတွေးရှိတာပေါ့နော်ကြားယုံကတော့3ယုံလောက်တွေးတယ်ဥစ္စာကိုတစ်ခေါက်မဲတွေးခဲ့ပါတယ်ရှေ့ကိုခရီးဆက်လို့လာပြီးတော့ဘက်ထရီကားလေးတွေတွေးတာနဲ့ကားလေးတွေကိုမြီးတွေကိုပေးစီးခဲ့ပါတယ်ကျမကတော့မြီးတွေကားစီးနေတော့မှတင်လေးတွေကိုလာပြီးတော့ဖျဲသီးနဲ့ငပြောသီးကိုလှူခဲ့ပါတယ်ရှင်စင်လေးတွေရလေတိလားဖျဲသီးကိုပိုကြိုက်တယ်နော်ငပြောသီးကိုသူတို့ကတိတ်မကြိုက်ဘူးဖျဲသီးဆိုရင်အရန်သူတို့စားလို့ကောင်းလို့လားမသိဘူးဖျဲသီးကိုပဲအတင်းတောင်းတာကျမရဲ့ဗီဒီယိုဆရာမကတော့ကျမမိမကြီးပေါ့နော်ကျမမိမကြီးကိုလှမ်းပြီးတော့တာဝန်ပေးလိုက်ပါတယ်ဗီဒီယိုလေးရိုက်ပေးဖို့ပေါ့အဲ့ဒါနဲ့ပဲကျမတို့မိသားစုတွေရှေ့ကိုဆက်ခဲ့ပါတယ်တွေ့ရတာတော့ဒေါင်းလေးတွေတွေ့ပါတယ်ဘဝနီလေးတွေကိုလည်းတွေ့ခဲ့ပါတယ်ရှင်